အားလုံးပဲမင်္ဂလာပါဒီနေ့အာလူပိုးဒီလောက်စားဖြစ်တဲ့ဟာလေးပြပြချင်လို့ပါအရင်ဆုံးအာလူလေးတွေကိုတည်တည်ချာချာလေးခွာထားပါမယ်ရှင်အာလူလေးခွာပြီးရင်တော့ခုလိုမျိုးအာလူလေးရလာပါပြီပေါ့နော်အာလူလေးလိုမယ်ပြီးရင်အာလူလေးကိုတည်ဖို့အတွက်တည်တန်းလေးတစ်ချောင်းလိုပါမယ်နောက်တစ်ခုကတော့ဒီမှာဘတ်စုံသုံးလို့ရတဲ့ချစ်ကလေးပေါ့နော်ဒီဓာလေးနဲ့ရှေ့ရတာပါဒါလေးလိုပါမယ်ကဲပြီးရင်တော့ခွာထားပြီးတဲ့အာလူလေးတွေကိုတည်တံလေးနဲ့အလဲတက်တက်ရနေတခြားလေးထိုးပြီးတော့တည်လိုက်ပါမယ်ရှင်အာလူလေးတည်လို့ပြီးပြီဆိုရင်ကတော့ဒီလိုလေးပေါ့နော်ဒီလိုလေးရသွားပါပြီဒါဆိုရင်တော့ဒီချစ်ကလေးနဲ့ပေါ့နော်အာလူကိုလှီးမယ်ပေါ့ကွယ်ကဲအဲ့တော့ဟုတ်ပြီဒီအာလူလေးကိုစပြီးတော့ဒီအလဲတက်တက်ရနေပြီးတော့တာလေးလှည့်ပြီးတော့မှလှီးလိုက်ပါတယ်ပေါ့နော်တခြားလေးတစ်ခုချင်းစီလေးတာလေးလှီးရတာပေါ့နော်ကဲတော်တော်လေးရလာပါပြီအဆင်ပြေလာပါပြီဆိုပေါ့နော်ဒါလေးရှိရတော်တော်လေးအဆင်ပြေဟုတ်ပြီပြီးတော့အာလူလေးကိုတခြားလေးလှီးပြီးတဲ့ခါကျရင်တော့ချစ်စရာကောင်းတဲ့အာလူဘောဒီလေးကိုဒီလိုလေးပေါ့နော်တခြားလေးလှီးပြီးလို့ရှိရင်တော့ချစ်စရာကောင်းတဲ့အာလူဘောဒီလေးကိုရရှိမှာဖြစ်ပါရဲ့ရှင်ကဲဟုတ်ပါပြီချစ်ကလေးကိုအသားလေးဖြုတ်လိုက်တယ်ပေါ့နော်နောက်လေးကိုတွန်းပြီးတော့မှအသားလေးဖြုတ်လိုက်ပါတယ်ကဲရပါပြီကဲတေးတာလေးနဲ့ပြန်ထည့်ပြီးတော့ဖြန့်ကြည့်လိုက်တဲ့အခါမှာတော့ဝါရပါပြီရှင်ချစ်စရာကောင်းတဲ့အာလူဘိုဒီလေးကိုရတော့ပါပြီရှင်ချစ်စရာလေးနော်စင်ပြေသားပဲဒါလေးရှိရလေငယ်ချင်းတို့လည်းလိုက်လို့ကြည့်အောင်နော်ဟုတ်ပါပြီဒါလေးရသွားပြီချစ်စရာလေးနော်ကဲခုတော့ရသွားတဲ့အာလူလေးကိုကြော်ပြပါမယ်ကိုကတော့စီနေနဲ့ short နေရမလို့အိမ်မှာရှိတဲ့ဒီ air fryer လေးနဲ့ပဲကင်လိုက်တယ်ပေါ့နော်တိတ်တော့မလောင်လေးစီမပါတော့ဒါပေမဲ့အားချင်းစပွဲအာလူကင်လေးရပါပြီရှင်တတာ